dạ ô cô Lucy và cho nó yêu yêu ai nó Ê, sao mẹ ngáo mẹ tí chào hả? ok thì mà cho nó thì dạ Mẹ căng góc hả về? Nghe lâu đệ tí hả? Ê, mẹ tí sao thì mà tham mà, nó cũng rồi xỉa quá. Phải mau rồi cái chắc á. Ai thì mẹ, nó lâu sao rồi mẹ, nó lâu sao rồi nè, mẹ tệ mẹ. Ê, nó tụi đi chắc á chả đó. Mẹ ai thì sao thì, xì lâu mà cụ rồi mẹ đâu. Ai thì sao ra lửa, về lấy mẫu mẹ quá. Mẹ cái ta lâu nó. dạ cho nó cũng ra gì cũng đã một vụ dạ đó này hòa thì à bự tông à là đúng dạ Lê ba. Lê đã thua lại. đi luôn là dạ Ê,ဟုတ်တယ်မင်းအဲ့လိုလုပ်လိုက်ပြီးတော့မင်းဒီခီးပြီးလို့ရှိရင်နောက်ဆက်သွားမယ်ပန်းနိုင်ရကြတော့မင်းမရွေးကိုသွားရမယ်အဲ့စီတက်ကြီးဒီအခုငါစီရောက်လာတဲ့တန်လိုက်အိမ်မြောင်အတိုင်းမင်းအဲ့တန်လိုက်အိမ်မြောင်နောက်ထပ်နေရာတနေရာပို့လိုက်မယ်အဲ့စီတက်နာရွာတရားသွားအဲ့မှာဒီဒီနဲ့တက်ဆိုင်ကြတဲ့လူတယောက်ကမင်းခုညီလိုက်မယ်ပြီးတော့အဲ့စီတက်ရဲ့ထိတ်ဆုံးခန့်မှာလေဒီပိုင်ရှင်ရဲ့ထားရှိရဲ့အဲ့ဒါမင်းတရားတော့ရမယ်နော်ခင်ဗျားလည်းအဲ့လောက်အများကြီးပြောမှလည်းကြုတ်ကဘလို့မှတ်မိတော့မှလဲဟုတ်ကဲ့ဗျာတဲ့မရင်းဖို့သွားမှာမှလားတွေ့ရတာအကုန်ကြီးလာလိုက်တော့မယ်ဟေးမင်းတော့မှမရင်းနော်စောက်ဘောတော့သွားမလုပ်နဲ့အမှရေရဲစားရတဲ့ကောင်ရှိရဲ့အော်ဟုတ်ကဲ့သတိပေးလို့ကျေးဇူးနော်မကျင်းတော့ငါဒီဘက်ကနေအပေါက်ဖောက်ပြီးသွားမယ်အိုးမိုက်တာပဲဟာ呀诶，哎，我 Frankie，啊，他那边咯，ခေါ်တော့ပါဦးသူကငါလိုက်စူပါလာလုံနေအောင်ပဲဟိုဘောင်းဒီအများကြီးပဲဘယ်သူဘောင်းဒီတော့ဟာဟိုထားလိုက်ပါတော့ဟိုဒီမှာတမောတသေးလေးရှိရပဲဟာငါဒါလေးနဲ့သွားမယ်အဓိကရည်ရဲမနစ်ပို့ပဲဘယ်လိုကြီးတော့ဟာမောင်းရတာကြီးဟာဘယ်လိုကြီးတော့ဟာရောက်တော့မယ်ဟာရေတဲ့တင်မောတွေအများကြီးပါလားဟာဟောဒီမှာရေခဲတွေအားကြီးရရေခဲစားရတဲ့ကောင်ဖြစ်မယ်ဟာဟိုမတက်တာတလုံးပဲဟာငါမဖိုးပေးတဲ့တော့နဲ့ဖွင့်ကြည့်အောင်ပါပဲဟုတ်တယ်တက်တာဟုတ်ကွာရေလေးပြုတ်ကြပါပြီဒုက္ခပဲဟာဒီနေရာတော့မဟုတ်တော့ဒီမှာလည်းပေါင်တီအများကြီးပဲဘယ်သူပေါင်တီတော့ဟာမရင်းတက်တာအသက်မခံနာရတာလားမသိဘူးဟာဒေါ်သိမ်းမြင်ဆိုင်လားမသိဘူးအဲ့ဒေါ်သိမ်းမြင်ဆိုင်ဖြစ်လောက်မယ်တော့ဝင်ကြီးကောင်းမလားမသိဘူးဒေါ်သိမ်းမြင်ဘယ်ဒေါ်သိမ်းမြင်ဘယ်သူမှလည်းမရှိပါလားထားလိုက်ပါတော့ခါပိတ်ပြီးထားခဲ့လိုက်မယ်ဟောပြောစရာဒီဆိုင်ပိုင်ရှင်ကဘယ်လိုလဲမသိဘူးခင်ဗျာရုပ်ဆရာကြီးဒီဆိုင်ပိုင်ရှင်ကလေပင်လယ်ဓမြစုပ်တွေလာခဲ့စမ်းမင်းတို့ကဒီလိုလာရဲတယ်ဗောကျုပ်လည်းဘာမှမလုပ်လေခင်ဗျာရှေ့မတိုးနဲ့နော်ဟိုကျုပ်ထိုးမှာနော်နိုင်တာလည်းမဟုတ်ပဲနဲ့ဟိုမှာတေးတော့ပစ္စည်းကြာလာတာပဲဟိုသူတေးတော့လည်းငါယူလိုက်ကမှာပေါ့ခဏသူငါ့ကိုပင်လယ်ဓမြလို့ခေါ်လိုက်တာလားငါလည်းပင်လယ်ဓမြမဟုတ်ပါဘူးငါအတိစားရလို့ငါပင်လယ်ဓမြမှထင်သွားလားမသိဘူးလက်သီးစာအောင်နဲ့မျက်လုံးစာကိုကြာလာဘာရောဟာအိုးဒါကဟာကီဖြစ်လောက်မယ်ဟုတ်တယ်ဟာကီမျက်လုံးကကြတော့လီဇာပြစ်တာလားဟုတ်လားပေါ့လီဇာလည်းပြစ်လို့မရဘူး
ဟိုဘာဖြစ်နောက်ကြကြရင်သိရလိမ့်မယ်ဒါနဲ့ငါဒါဟိုအလေခန်းနဲ့အေးအလေခန်းသွားကြည့်ရမယ်ဒီမှာဟာအတီးတွေဟာဟိုကိုလူစီပြောတဲ့ရေခဲကောင်လားမသိဘူးဟုတ်ခုတော့မှားတယ်ပစ္စည်းအများကြီးပဲကြာတယ်ဒီနေ့မှတိုက်ပွဲဖြစ်သွားလားမသိဘူးအချင်းနေသိအောင်ထဲလောက်တော့ဝင်ကြည့်လိုက်မယ်ပေါ်တက်ကြည့်အောင်အပေါ်မှာတော့ဘယ်သူရှိလောက်မလဲမသိဘူးဟာရေခဲသီးစားရတဲ့ကောင်ကြီးလားမသိဘူး အေးရမင်းမပြေးနဲ့နော် ကဲခမရမလို့တော့လေကျုပ်ပဲအရင်စထိုးတယ်ဗျာဘယ်မှကြပြောက်သွားတာကြပြောက်ကောင်ပစ္စည်းလည်းမဟုတ်ပါဘူးဟိုကသူ့တမိုင်းမှာငါလောက်ကမှငါရဲ့ဓာရှာရမယ်ငါရဲ့ဓာမဟုတ်တများဓာကိုလူစီပြောတာအမြင့်ဆုံးခန်းရဲ့အလေခန်းဆိုလားပဲဟာဒီခန်းဖြစ်လာမယ်ဟိုမှာလဲစာရွက်တွေကြာနေတယ်ဒီရပဲဝင်သွားလိုက်တော့မယ်ဒီဘော်ဓာတ်မှာတော့ဖြစ်လာအောင်မယ်ဟာငါဘော်ဓာတ်တော့ကြည့်ကြည့်မယ်ဒီမှာလည်းမဟုတ်သေးဘူးအမြင့်ဆုံးထပ်ဟာအမြင့်ဆုံးမှာဟုတ်တယ်ဒီမှာဟေးငါတက်လိုက်မြောင်ဒီကိုညွန်နေတာပဲသူပြောတာဒီဓာတ်ဖြစ်လာမယ်ဟာတက်လိုက်မြောင်ကြံသွားပြီရပြီကဲတက်လိုက်မြောင်လဲမယ်ရပြီဥရိချက်ကတော့ပြောင်းသွားပြီဒီဓာတ်ရဘာဓာတ်ကြီးတော့ဟာကိုလူတို့တီးလို့ရှိရင်ကောမမရေးပေးကြတော့နော်ကျွန်တော်ဒီဓာတ်နာမည်မသိလို့ဟုတ်ဒါမိုက်တော့မိုက်တာပဲဒါတီးရဲ့ဆိုင်ကြီးပါလိုင်းကဲဓာတ်ယူပြီးပြီဆိုတော့ငါရွာကိုလစ်ကမယ်ဟုတ်တယ်ရွာကိုသွားရမယ်ဒီရောက်ကနေဆင်းသွားမယ်ရွာကနင်ခုနကရေခဲသီးစားရတဲ့ကောင်အကောင်နာမည်ဘသူဟိုထားလိုက်ပါအရေးကြီးမှာမဟုတ်တာခဏဒီခလုတ်တွေကဘာလောက်ကတော့ဟာတော့ငါလက်ကြီးမဲဝါကြီးဒါဟာခီဝိုဒီဘောရုပ်တရက်ကြီးလက်ကြီးမဲဝါတော့ဟာခီဖြစ်ရတယ်ပြကြတော့မှာဒီဘောတော့မယ်ရောက်တယ်ဟာခုံနာဟုတ်တယ်ခုနကသူပြုတ်ကြွားဟောရင်နာဖြစ်လောက်မယ်ဟုတ်တယ်ဒီနာခုနငါထိုးလိုက်တာတကားနှစ်ထပ်ကြည့်တော့မလေးတပါဟာတော့ဒီရောက်နေတော့ကဗျားတို့ကြည်ရကြအဲ့ဒါအရက်ရှိကြီးကကောင်းကျိုးတွေပဲဆောက်ရကရှိနေတော့တကားပေါက်တွေဝင်လာလို့မရတော့ဘူးဘာငါခဲလိုက်ပြီငါခဲလိုက်ပြီပြတ်ထိုးတယ်ကွာအဲ့ဒါအရက်ရှိကြီးကကောင်းကျိုးတွေပဲလာတယ်မင်းငါထားနေငါမင်းတက်ပြီပဲဟုတ်ကျုပ်ဗီဒီယိုကနေထွက်ပြီးတစ်ချက်တော့ပြောပြမယ်နော်ဒီအာအိုကီကြီးဆိုတဲ့ရေခဲ fruit စားရတဲ့ကောင်ကပြောမှတာပြောကျုပ်တို့မြန်မာနိုင်ငံထွေးတဲ့နဲ့တော့ခက်စင်စင်ပဲကဲတေချာပြည့်ကြည့်ဗျာတဲ့ကျုပ်ကဟာသားဖြစ်ပြောပြတာပါကဲဗီဒီယိုလေးပြန်ဆက်မယ်ရအဲ့ဘောင်ဒီတော့ကောင်းပြီဟုတ်တယ်ဝေးအောင်ရတယ်အတီးကတော့စားလို့မရဘူးလွှတ်ပစ်လိုက်မယ်မျက်လုံးရတယ်ဟာခီထက်ရတယ်ဟုတ်တယ်ဟာခီထက်ရတယ်ပြီးရင်ဝေးအောင်ဝင်လိုက်မယ်အမရလေးရတယ်ဟိုသူ့ပေါင်ဒီရပြီ
ဒီဘက်ထဲသွားကြည့်အောင်ဘာရှိမလဲမသိဘူးသူလည်းဟိုဘက်ခန်းနေတူတူပဲပေါ်တက်ကြတာပဲဘရဂျီဟုတ်ပါဦးစကလက်တန်ကျွန်တော်ဘရထင်နေတာပေါ်တော့တက်ကြည့်အောင်သူကလည်းမရှိနေရံပဲဖောက်ပြီးပြေးမှာကွာရိုက်ခုံမယ်ဒုက္ခ Microsoft ပြီးပါကောဆော့တက်တဲ့ကောင်မဲငါတော့ဒီနားဖောက်ပြီးပြီဆိုတော့ဟိုပေါက်ကြီးပဲတန်းမရောက်ပြန်ဟိုဘက်ကပဲသွားလိုက်တော့ပဲဒါဆိုဒါယူပြီးပြီဆိုတော့နောက်ပန်းနိုင်ရွာသွားရမယ်ကိုလိုကျွန်တော်ရဲ့ဗီဒီယိုလေးကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ပြီးတော့ဘေးနားခေါင်းလောင်းလေးကိုလည်းကတောင်းရနှိပ်ပေးအောင်လို့အမလေးခီးထွက်လာလဲကြာပြီရွာလည်းမရောက်သေးဘူးငါဘယ်ဘက်ပြေးရမှာတော့ဟာဟိုဘက်တည်းလားမသိဘူးမလေးရှုပ်လိုက်တဲ့ပင်တွေကွာတဲ့ကြာပါတယ်ကွာဟိုပေါက်တယ်ဟာမဲထက်ကြပြန်ပြီမပေါက်ပါလားမပေါက်ထက်ရိုက်တယ်ကွာဟုတ်ပြီရွာဟိုဘက်ထဲမှာတော့ရှိလာအောင်မယ်ရေတက်သားရလည်းအများကြီးပဲဖြစ်နေတယ်မထူးပါဘူးကုံဓာတ်နဲ့ခုံမယ်တန်းလိုက်အမြော်ရွာဘက်ကိုညွန်နေရလားမသိဘူးခုနကငါတေချာနှိပ်ခဲ့ပါတယ်ဟာကိုလူစီပြောတာငါရွာရောက်ရင်ငါကိုညီမဲ့လူကထပ်တွေ့မှာတဲ့ဆိုဟုတ်ဖြုတ်ပြီရေတက်သားရတော်တော်များနေရပဲအော်လေခုနကငါရေတက်ကြီးတဲ့ဝင်သွားကြရတော့တကောင်းမှမရှိဘူးငါပြင်ထွက်လာတော့ရမှာအကုန်စုပြီးတော့ဒီနောက်တော့ဖောက်သွားလိုက်တော့မယ်ဟုတ်ပြီဒီမှာလည်းအများကြီးပဲဟုတ်သေးပါဦးဟာမင်းတို့တော့ဘယ်ပြေးမရတော့မယ်ခုနတပ်ပဲကြံတော့တယ်ပြင်လည်းအများကြီးတိုက်ကြကြစမ်းကွာရေတက်သားတွေကိုကွာဒီအမဲသားနေနေလောက်စားလိုက်အောင်ပါပဲအသက်တော်နေနေပြီဟိုဘာတဲ့သွားကြည့်ကြည့်အောင်ရွာပဲဟာကိုလိုကျွန်တော်ဗီဒီယိုလည်းပြီးသွားပါပြီကြိုက်မယ်ဆိုရင် like and subscribe လေးလုပ်ပြီးပြီးနောက်ခေါင်းလောင်းလေးကိုလည်းကတော